ကိုကစင်ကက်အခုမှစိုက်မှဝယ်လာတာကိုရှိမှာပဲကိုချိုးလိုက်တယ်ဒါပေမဲ့ချိုးလိုက်တဲ့စင်ကက်မှာ Gmail ပါလာတော့တိတ်ကွယ်အကောက်ကိုဖွင့်လို့မရတော့ဘူးဒီစင်ကက်တွေကတော့အစ်စ်ပဲရောင်းလိုက်တာအစ်စ်ပဲ register လုပ်ထားပြီးသွားပြီဒါပေမဲ့အစ်စ်ပေမဲ့ဒီစင်ကက်အစ်စ်တွေထဲမှာ Gmail တွေပါလာတယ်အဲ့တော့ Gmail တွေပါလာတော့ဘာဖြစ်လဲဆိုတော့ဥပမာ Gmail ဖွင့်မဲ့သူတွေ Telegram အကောင့်တိတ်ဖွင့်မဲ့သူတွေဒီ TikTok အကောင့်ဖွင့်မဲ့လူတွေကြတော့ဒီလို Gmail ပါတဲ့စင်ကက်တွေကြတော့အဆင်မပြေတော့ဘူးလာဖွင့်တဲ့သူကလည်းစင်ကက်တိတ်ကြီးဝင်ပြီးတော့ဘာဖြစ်လို့မှကျွန်တော်တို့ကျမတို့စင်ကက်အစ်စ်ကြီးဝယ်ပြီးတော့မှဘာဖြစ်လို့ Telegram အကောင့်တိတ်ဖွင့်လို့မရလဲဆရာနားမလဲလို့ပါအခုနားမလဲလို့ကညီလေးဘာဖြစ်လို့ဖြစ်တာလဲကျွန်တော်လည်းမရှင်းပြတတ်တော့ဘာဖြစ်လို့လဲဆိုတော့စင်ကက်အစ်စ်ဝယ်တယ်အစ်စ်ဝယ်တဲ့အထက်မှာ Gmail ပါနေတဲ့ခါကျတော့ Telegram အကောင့်တိတ်ဖွင့်လို့မရအောင်သူတို့ကလည်းအစ်စ်ဝယ်သေးတယ်သူတို့ကလည်းဘာဖြစ်လို့အကောင့်မရရလဲဆိုတော့ဒီမေးခွန်းတွေ complain တွေလာတယ်ပေါ့နော်အဲ့ဒါကိုဒီနေ့ဗီဒီယိုလေးနဲ့ဖြေပေးလိုက်တယ်အခုခေတ်ကြီးမှာအစ်စ်ဆိုတိုင်းဘာမှမယုံရတော့ဘူးအဲ့တော့ဘာဖြစ်လို့အစ်စ်ဆိုတိုင်းဘာမှမယုံရလဲဆိုတော့ကျွန်တော်ပြောပြမယ်အဲ့တော့ Gmail အကောင့်ဖွင့်မယ် TikTok အကောင့်ဖွင့်မယ် Telegram အကောင့်ဖွင့်မယ်ဆိုပြီးတော့မှကျွန်တော် site မှာဒီစင်ကက်အစ်စ်တွေတောင်းဝယ်လိုက်တယ်ပေါ့နော်ဒါနေနေတော့ မိုင်တေမနေ့ကဆိုရင်တက်လီနော်အဲ့တော့အစ်စ်လို့ပြောတယ်အမှန်ကန်တော့စင်ကက်ကတော့အစ်စ်ပဲဒါပေမဲ့မြန်မာနိုင်ငံမှာဂျင်းနေတာကိုပြောပြတာနော်ဒီစင်ကက်တွေကတော့အစ်စ်ပဲရောင်းလိုက်တာအစ်စ်ပဲ register လုပ်ထားပြီးသွားပြီဒါပေမဲ့အစ်စ်ပေမဲ့ဒီစင်ကက်အစ်စ်တွေထဲမှာ Gmail တွေပါလာတယ်အဲ့တော့ Gmail တွေပါလာတော့ဘာဖြစ်လဲဆိုတော့ဥပမာ Gmail ဖွင့်မဲ့သူတွေ Telegram အကောင့်တိတ်ဖွင့်မဲ့သူတွေဒီ TikTok အကောင့်ဖွင့်မဲ့လူတွေကြတော့ဒီလို Gmail ပါတဲ့စင်ကက်တွေကြတော့အဆင်မပြေတော့ဘူးဘာဖြစ်လို့အဆင်မပြေလဲဆိုတော့ကျွန်တော်စင်ကက်တစ်ခုကိုကျွန်တော် Telegram ဆိုအကောင့်တစ်ခုတည်းတုံးလို့ရတယ်ပေါ့နော် Okay အဲ့ Gmail ဆိုလဲအခုနောက်ပိုင်းစင်ကက်တွေရွေးသလိုအောက်တစ်ခုကိုနံပါတ်တစ်ခုပုံစံမျိုးနဲ့အခုလက်ရှိမှာဘယ်လိုပြောရမလဲဒီလက်ခံနေတာပေါ့နော်အဲ့တော့ဖွင့်တာတော့ဖွင့်လို့ရတယ်ဒါပေမဲ့ခက်ရခဲစစ်ဖြစ်တယ်ဗျာအရင်တော့ဆိုရင်စင်ကက်အစ်စ်ဆိုရင်အစ်စ်တိုင်းပဲ Gmail လည်းမပါလာဘူးဘာအကောင့်မှမပါလာဘူးအဲ့ဒီအစ်စ်တွေထဲမှာ Gmail တွေပါလာတယ် Telegram အကောင့်တွေပါလာတဲ့ခါကျတော့ Telegram ကိုစင်ကက်အစ်စ်ထင်ပြီးတော့မှချိုးပြီးတော့မှ Telegram ဖွင့်မဲ့အချိန်မှာ Gmail ကုတ်တွေတောင်းကုန်အဲ့တော့ကိုကစင်ကက်အခုမှစိုက်မှဝယ်လာတာကိုရှိမှာပဲကိုချိုးလိုက်တယ်ဒါပေမဲ့ချိုးလိုက်တဲ့စင်ကမှာ Gmail ပါလာတော့ Telegram အကောင့်ကိုဖွင့်လို့မရတော့ဘူးအဲ့တော့ Telegram အကောင့်ကို reset လုပ်ပြီးတော့မှ9ရက်စောက်လိုက်ရအောင်အဲ့လိုပြဿနာတွေဖြစ်တယ်အဲ့တော့ကိုကယုံပြီးတော့မှအသက်ဆိုပြီးဝယ်လိုက်တယ်ပြဿနာဒီလိုဖြစ်တယ်အဲ့တော့မြန်မာနိုင်ငံမှာဒီလိုဂျင်းထည့်နေကြတာပေါ့နော်အဲ့တော့ဆိုင်အောင်သွားမေးကြည့်တော့လဲဆိုင်ရလဲ तू ကမသိဘူး तू ကကုမ္ပဏီကချပြီးတဲ့အတိုင်းလုပ်တယ်ဆိုတော့ကုမ္ပဏီကလူတွေပဲဖြစ်မှာပေါ့နော်အဲ့တော့ကျွန်တော်ပြောတာကသူတို့တွေကုမ္ပဏီကလူတွေအကောင့်ဖွင့်မဖွင့်ဘူးဆိုလဲ register လုပ်တဲ့လူကဒီမှတ်ပုံတင်မေးတဲ့သူက तू က Gmail အကောင့်တွေဖွင့်ထားမယ် Telegram အကောင့်တွေဖွင့်ထားမယ်ဆိုရင်လေဒီအရာတွေက Gmail နဲ့ခံပြီးတော့မှ Telegram အကောင့်တွေဖွင့်လို့မရဘူးအသစ်ဖွင့်ကျင်တယ်ဆိုရင်9ရက်စောက်ပြီးတော့မှ reset အကောင့်ဆို reset code ဆိုပြီးတော့မှတောင်းပြီးမှရတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ Sinket ပို့တွေရှုံးတယ်ဖွင့်လို့မရဘူးပေါ့နော်လူများကိုဖွင့်မေးခြင်းပြောပြတာပါလာဖွင့်တဲ့သူကလည်း Sinket တိတ်ကြီးဝင်ပြီးတော့ဘာဖြစ်လို့မှကျွန်တော်တို့ကျမတို့ Sinket အသစ်ကြီးဝင်ပြီးတော့မှဘာဖြစ်လို့ Telegram အကောင့်တိတ်ဖွင့်လို့မရလဲဆရာနားမလဲလို့ပါအခုနားမလို့လို့ညီလေးဘာဖြစ်လို့ဖြစ်တာလဲကျွန်တော်လည်းမရှင်းပြတတ်တော့ဘာဖြစ်လို့လဲဆိုတော့စင်ကက်အစ်စ်ဝယ်တယ်အစ်စ်ဝယ်တဲ့အထက်မှာ Gmail ပါနေတဲ့ခါကျတော့ Telegram အကောင့်အစ်စ်ဖွင့်လို့မရအောင်သူတို့ကလည်းအစ်စ်ဝယ်သေးတယ်သူတို့ကလည်းဘာဖြစ်လို့အကောင့်မရရလဲဆိုတော့ဒီမေးခွန်းတွေ complain တွေလာတယ်ပေါ့နော်အဲ့ဒါကိုဒီနေ့ဗီဒီယိုလေးနဲ့ဖြေပေးလိုက်တယ်စင်ကက်တော့အစ်စ်ဝယ်လိုက်တယ်တကယ်လည်းအစ်စ်ပါဒါပေမဲ့အကောင့်ကရှိနေတော့ဘလို့မှဖွင့်လို့မရအောင်အဲ့တခုကိုအသိစေချင်လို့ဒီဗီဒီယိုလေးလုပ်တာပါအခြေသူများတင်ပါတယ် Telegram နဲ့ပတ်သက်ပြီးတော့မှလာပေးလို့ရပါတယ်စာပဲလည်းလုပ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကဒီစင်ကက်အစ်စ်တွေဝယ်ပြီးတော့မှဒီဖွင့်ကျင်တဲ့သူတွေပေါ့နော်ကျွန်တော်ရှိမှလာဖွင့်လို့ရတယ်ကျွန်တော်ကတော့တကယ်လို့ကိုဝယ်လိုက်တဲ့စင်ကက်ကဒီဟိုပါပါတယ်ဆိုရင် Gmail ပါတယ်ဖွင့်လို့မရအောင်ဆိုရင်တော့ကျွန်တော်စင်ကက်ကိုရှုံးတာပေါ့နော်ကျွန်တော်တော့အလုပ်ကိုလက်ခံပြီးသွားလို့ရှိရင်အကောင့်ရအောင်လုပ်ပေးပါတယ်စင်ကက်အစ်စ်နဲ့ဝယ်ပြီးတော့မှဖွင့်ပေးတယ်ပြီးသူ့ကိုအကောင့်တွေလွှဲပြောင်းပေးတယ်အဲ့လိုမျိုးလေးလုပ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like and share လေးလုပ်သွားပေးပါစေ့သွားပေးပါကျေးဇူးအများကြီးတင်ပါတယ်